စုံတယောက်ကအလွတ်ကူမောင်းသွားရဲ့မောင်နေတဲ့ညညမှာမမြဲလို့ပါနဲ့အပြာရှိတဲ့ခေဒီအိမ်ကြီးထဲမှာတုံးဆောင်ရတော့ဘဝအော်အရင်မစမ်းကြတာအပြာဆောင်ရလည်းတွေ့နိုင်တယ်ငိုစကားလည်းတွေ့အရင်ပါနေတော့အလွန်လေးမဖြတ်တော့အဖြစ်စင်တဲ့တွေ့နိုင်တယ်အယောင်နဲ့ဆောင်ရတဲ့တွေ့အရင်လည်းမသွားနေတော့အစိတ်အတင်တာတော့ဒီလိုနေကြရလွေပြောပါအလေးမောင်းနိုင်တဲ့လမ်းရှာတော့အရင်လည်းမသွားနေ